Life is like a melody. Sometimes it's soft and gentle, other times it's bold and unexpected. မင်္ဂလာပါဆရာရှင်အခုလိုသမီးရဲ့ပညာရေးသူဒေသနာဇာတန်အတွက်အချိန်ပေးပြီးအင်တာဗျူးလက်ခံပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် မင်္ဂလာပါသမီးရှားပါတယ်ပညာရေးအတွက်ပဲဆရာကကူညီရမှာပေါ့မေးစရာရှိတာမေးလို့ရပါပြီဟုတ်ကဲ့ဆရာပထမဆုံးအနေနဲ့ပီယာနိုတီခတ်ချင်းကကျောင်းသားကျောင်းသူတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု cognitive development အပေါ်ဘလို့တက်ရောက်မှုရှိလဲဆိုတာသိချင်ပါတယ်ရှင် ကောင်းမွန်တဲ့မေကွန်းပဲသူတေသနာအမြင်အရာကြည့်မယ်ဆိုရင်ပီယာနိုတီးတယ်ဆိုတာဦးနှောက်ရဲ့ဘယ်ဘက်ချမ်း logic နဲ့ညာဘက်ချမ်း creativity နှစ်ခုစလုံးကိုတပြိုင်နက်တည်းအလွတ်လွတ်ခံရတာပါမျက်လုံးကသင်္ကေတ notes တွေကိုဖတ်တယ်ဦးနှောက်ကဘာသာပြန်တယ်လက်ချောင်းတွေကလှုပ်ရှားရတယ်ဒါကြောင့်ပီယာနိုတီးတဲ့ကလေးတွေဟာအာယုံစူးစိုက်မှုနဲ့မှတ်ဉာဏ်စွမ်းအားပိုကောင်းလာတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ပါဆရာဒါဆိုရင်စိတ်ပိုင်းဆိုင်ရာခံစားမှု emotional intelligence အပိုင်းမှာရောဘလို့အကျိုးကျေးဇူးတွေရှိနိုင်မလဲရှင် ဂီတဆိုတာခံစားမှုကိုဖော်ပြရဲ့ဘာသာစကားတစ်ခုပဲ။ကျောင်းသားတစ်ယောက်ကသချင်းတစ်ပုဒ်ကိုတီးခတ်တဲ့အခါမူရင်းစာဆိုရဲ့ခံစားချက်ကိုနားလည်ဖို့ကြိုးစားရတယ်။ပြီးတော့ကိုယ်ပိုင်ခံစားချက်နဲ့ပေါင်းစပ်ပြီးတင်ဆက်ရတယ်။ဒါက empathy လို့ခေါ်တဲ့ကိုချင်းစာစိတ်နဲ့စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းကိုမြင့်တက်စေပါတယ်။စိတ်ဖိစီးမှု stress လျှော့ချရမှာတဲ့ PMO ကကုထုံးတစ်ခုပါပဲ The squirrels are plotting a symphony rebellion. စိတ်ဝင်စားစရာပါပဲဆရာဆက်လက်ပြီးလေ့ကျင့်မှုအပိုင်း practice methodology နဲ့ပတ်သက်လို့မေးချင်ပါတယ်ရှင်ပီယာနိုပညာမှာပါရမီနဲ့ဝရိယဘယ်အရာကပိုအရေးကြီးတယ်လို့ဆရာမြင်ပါတယ်လဲရှင် ဆရာအတွေ့အကြုံရတော့ဝရိယကပိုအရေးကြီးပါတယ်။ပီယာနိုတီးခတ်ခြင်းဟာကြွက်သားမှန်ညာတီးဆော့ရတော့ဖြစ်ပါတယ်။ပါရမီဘလောက်ပါနေ့စဉ်မှန်မှန်မလေ့ကျင့်ရင်မတိုးတက်နိုင်ပါဘူး။ဒါကြောင့်ပီယာနိုပညာကကလေးတွေကိုဇွဲရှိခြင်းနဲ့အချိန်စီမံခန့်ခွဲမှုကိုသင်ကြားပေးရရောက်ပါတယ် The squirrels are plotting a revolution against the acorns. ဟုတ်ကဲ့အခုခေတ်မှာနီးပညာတွေတိုးတက်လာတော့ YouTube လိုမျိုး online ကနေကိုယ့်ဘာသာလေးလာတာ self learning နဲ့စီတာနဲ့သင်ကြားတာ formal education ဘာကွာခြားချက်ရှိနိုင်မလဲရှင် ။ Online learning ကအချက်အလက်တွေရနိုင်ပြီမယ်။နီးစနစ်မှန်ကန်မှုတက်ခနစ်မှာအားနည်းနိုင်ပါတယ်။ဥပမာလက်အနေထားလက်ချောင်းအသုံးပြုပုံတွေမားနေရင်ရည်ရှိမှပြင်ရခက်ပြီးလက်တိုင်ရတာတွေထင်နိုင်တယ်။ဆရာနဲ့တင်တာကတော့ကျောင်းသားရဲ့လိုအပ်ချက်ကိုတိုက်ရိုက်ပြပြနေနိုင်ပြီး feedback ချက်ချင်းရနိုင်တဲ့အားသာချက်ရှိပါတယ်။ဒါပေမဲ့နီးပညာကိုအထောက်အကူပြု supplementary tool အနေနဲ့သုံးရင်တော့အကောင်းဆုံးပေါ့ You know, it all started with a single note on this very piano. ကျေးဇူးပါဆရာနောက်ဆုံးအနေနဲ့ပီယာနိုစတင်လေ့လာမဲ့လူငယ်တွေအတွက်ပညာရေးဆိုင်ရာအကြံပြုလေးပြောပြပေးပါအောင်ရှင် piano တင်တယ်ဆိုတာခီးရှိတခုကိုသွားရတယ်လို့ပါပဲချက်ချင်းကြီးတော်လာလို့မရပါဘူးအမားပါမောင်ကိုမကြောက်ပဲစိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းချင်းလေးလာဖို့လိုပါတယ်ဂီတကိုချစ်မြတ်နိုးတဲ့စိတ်ကိုအရင်ထန်ပြီးလေးလာရင်ပညာရက်တစ်ခုတင်မကပဲဘဝအတွက်ပါအဖို့တန်တဲ့အရေးချင်းတွေရရှိလာမှာပါ ဟုတ်ကဲ့ပါဆရာရဲ့ဖြေကြားချက်တွေကသမီးရဲ့သူတေသနာစာတမ်းအတွက်အရန်ကိုတန်ဖိုးရှိတဲ့အချက်လက်တွေဖြစ်ပါလေအခုလိုစိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက်ဆရာမနီကီကိုကျေးဇူးအထူးတင်ပါတယ်ရှင် ရပါတယ်သမီးရဲ့သူတေသနာစာတမ်းအောင်မြင်ပါစေ